ပရိသတ်တို့ရှင်လွန်ခဲ့တဲ့နှစ်ပေါင်း66တန်းခန့်ခရစ်တီးရှက်အစောပိုင်းကာလမှာကျမတို့ကဘာချိုကဒိုင်နိုဆောတွေကိုဆုံးရှုံးခဲ့ရပါတယ်။ဒီဟာကကဘာလုံးဆိုင်ရာကပ်ဘေးကြီးကြောင့်ဖြစ်ပျက်ခဲ့တဲ့ဆိုတာကိုပရိသတ်ကြီးတို့လည်းသိကြမှာပါနော်။ဒီလိုအစုလိုက်အပြုံလိုက်မျိုးတုံးပြောက်ကွယ်မှုကြီးဖြစ်ပြီးချင်းဘာတွေဖြစ်ပျက်ခဲ့သလဲ။ဥက္ကာကတခုဝင်တိုင်းမိတာကြောင့်ပျက်စီးလို့နေပါဖြစ်ခဲ့တဲ့ဂျိုကြီးမှာဘသူတွေကချက်ချင်းတည်ဆုံသွားပြီးတော့ဘသူတွေကတောင့်ခံရှက်တန်နိုင်ခဲ့ကြတယ်လေပြီးတော့ဘလောက်ထိစိုးရတဲ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကိုသူတို့ရှင်းဆိုင်ခဲ့ရတယ်လေဒီလိုကြီးမားလာတဲ့ကပေးကြီးကနေကဘာကြီးကဘလို့ပြန်လဲထူထောင်လာနိုင်ခဲ့တယ်လေဒီလိုစိတ်လှုပ်ရှားကောင်းတဲ့အကြောင်းအရာတွေကိုအခုဗီဒီယိုမှာပရိသတ်တို့လေ့လာမှလည်းဖြစ်ပါတယ်အရှင်ဆုံးမိတ်ဆွေကစကြဝဠာကြီးရဲ့အော်မင်သက်ပွဲဗီဒီယိုတွေကိုမှစောင့်မျှော်ကြည့်ရှုလို့ရဆိုရင်တော့အခုပဲကျမတို့ရဲ့ channel ကို subscribe လုပ်ပြီးတော့ notification လေးကိုသာနှိပ်ပြအောင်နှိပ်ထားလိုက်ပါတော့နော်မီဆာဆိုရဲ့အစုံမှာကြီးမားတဲ့ဂျိုသိန်ကြီးတစ်ခုထားမှမဟုတ်ကျဲတကွန်ကြီးတစ်ခုကကျမတို့ကမ္ဘာကျိုးကိုဝင်တိုက်ခဲ့ပါတယ်ဒီအာကာသဝတ္ထုကြီးရဲ့အချင်းက17ကီလိုမီတာကနေ80ကီလိုမီတာအထိဒါမှမဟုတ်9မိုင်ကနေမိုင်90အထိရှိတယ်လို့ဆိုပါရယ်။ဒါကိုပရိသတ်တို့မြင်အောင်ပြောမယ်ဆိုတော့ပြင်းပြအားဖြင့် Washington DC မြို့အရွယ်အစားလောက်ထိကိုရှိပါရယ်။ဂျိုသိန်ကြီးရဲ့အစွန်းတစ်ဖက်ကကဘာကျိုရဲ့မြေပြင်ကိုထိသွားတဲ့အခါမှာတော့ကျန်အစွန်းတစ်ဖက်က Boeing 747 ဂျက်လေယာဉ်ပြန်တန်းတဲ့အမြင့်ထက်ကိုပိုပြီးတော့မြင့်နေအောင်မှလည်းဖြစ်ပါရယ်။ဂျိုသိန်ကြီးရဲ့ဝင်တိုက်မှုကြောင့်အေယာမကျန်းကွက်ကြီးတစ်ခုကိုဖြစ်ပေါ်စေပြီးတော့အဆိုပါကျန်းကွက်ကြီးကမက္ကဆီကိုပင်လယ်ကွေ့တစ်ဝက်ကိုဖုံးလွှမ်းထားပါတယ်။ဒါကြောင့်ကျန်းကွက်ရဲ့အချင်းက150ကီလိုမီတာဒါမှမဟုတ်63မိုင်နဲ့အနက်20ကီလိုမီတာဒါမှမဟုတ်12မိုင်ခန့်ရှိတဲ့ဆိုတာကိုတော့အံ့ဩစရာမဟုတ်ပါဘူးနော်။ဒါကျမတို့ရဲ့ကဘာကျုံနဲ့အာကာသဝတ္ထုတစ်ခုတိုင်မိခဲ့တဲ့ပထမဆုံးအကြိမ်မဟုတ်ပေမဲ့လည်းအကြီးဆုံးတိုင်မိမှုတွေကတစ်ခုပဲဖြစ်ပါတယ်။ဂျိုသိန်ကြီးနဲ့တိုင်မိပြီးတခဏလေးအတွင်းမှာပဲကဘာကြီးကလုံးဝကိုပြောင်းလဲသွားပါတော့တယ်ရှင်။အဆိုပါတိုက်ခိုက်မှုမှာတရားမှုကြောင့်ရှနီဖလော်ရီဒါပြည်နယ်နဲ့တက်ဆတ်ပြည်နယ်နေရာတွေမှာအမြင့်100မီတာဒါမှမဟုတ်330ပေမြင့်တဲ့ဆူနာမီလိုင်းလုံးကြီးပဲဖြစ်ပေါ်ခဲ့ပါတယ်။တချို့သောသုတေသနပညာရှင်အရွယ်မြင့်တွေရှာ985ပေမြင့်တယ်လို့ဆိုကြပြီးတော့ဒါဟာအီဖယ်မျောစင်အမြင့်လောက်ထိကိုရှိပါတယ်နော်။ဒါပေမဲ့လည်းတချို့ကတော့ပထမလိုင်းလုံးရဲ့အမြင့်က1ကီလိုမီတာခွဲဒါမှမဟုတ်3.3သက်မှာ9မိုင်ထိကိုမြင့်တက်ခဲ့လို့ဆိုပါတယ်။ဒီအမြင့်အဆင့်တော့အီဖယ်မျောစင်9ခုပါအမြင့်နဲ့တောင်မှညီမျှနေပါတယ်ရှင်။ဂျိုသိန်ကသမုတ်တရားတွေကရေအတော်များများကိုရိုက်ခတ်စေခဲ့တာကြောင့်လိုင်းလုံးကြီးတွေကကံရိုးတန်းဒေသတွေကိုစင်နိုင်ကြတဲ့ထိကိုရှေ့ကြီးစေခဲ့ပါတယ်။ဒီလောက်နဲ့တဲ့အခြေအနေကအတော်ဆိုးရွားနေပြီလို့ပြည်သက်တို့ထင်ရင်ထင်ပါလိမ့်မယ်။တကယ်တော့ဒါကအဆိုးဆုံးအခြေအနေတော့မှမဟုတ်သေးပါဘူးနော်။ဂျိုသိန်ကြောက်တဲ့အချိန်မှာဖြစ်ပေါ်ခဲ့တဲ့ပေါက်ကွဲမှုကတက်ဆာတာမိုနျူကလ িয়ার ဘုံထက်ကိုအစပေါင်းတန်း100ခန့်ပုံမပြီးတော့ပြင်းထန်တယ်လို့ဆိုပါတယ်။ဒါကြောင့်ကီလိုမီတာထောင်ချီရှိတဲ့အကွာအဝေးအတွင်းမှာရှိနေတဲ့သစ်တောတွေကတစ်စက္ကန့်အတွင်းမှာပဲပျက်စီးသွားခဲ့ရပါတယ်။သိပ္ပံပညာရှင်တွေကတော့ပေါက်ကွဲမှုဟာ TNT ရှမ်းအားတန်ချိန်100 ထရီလီယံနဲ့ညီမျှတယ်လို့ရှင်းကြထားကြပါတယ်။ဒီပေါက်ကွဲမှုကငလျင်နဲ့မြေပြိုမှုတွေကို12ကြိမ်ထိကိုဖြစ်ပွားစေခဲ့ပြီးတော့အာဂျင်တီးနားကံယူရန်ကိုဖျက်ဆီးပစ်ဖို့လုံလောက်ခဲ့ပါတယ်။ဒီအနေနဲ့တဆင်၎င်းတို့ကထိတ်လန့်ဖွယ်ကောင်းတဲ့နောက်ဆက်တွဲဆူနာမီတွေကိုဖြစ်ပေါ်စေခဲ့ပြန်ပါတယ်။ဒီကပ်ဘေးကြီးရဲ့လမ်းကြောင်းပေါ်မှာပြည်သက်တို့ရှိနေခဲ့မယ်ဆိုရင်အသက်ရှင်ကျန်ရဖို့မဖြစ်နိုင်တော့ပေမဲ့ဒါကဒီကပ်ဘေးကြီးရဲ့အစပဲရှိပါသေးတယ်နော်။ဂျိုသိန်ကြီးနဲ့ကဘာကျိုတို့တိုက်မိရာကနေထွက်ပေါ်လာတဲ့ဆွမ်းအိမ်တွေကအချင်းဝက်1500ကီလိုမီတာထားမှမဟုတ်930မိုင်အကွာဝေးအတွင်းကတောတောင်ရှင်မြေတွေကိုမီးလောင်ပြကျသွားစေဖို့လုံလောက်ခဲ့ပါတယ်။ဒါကြောင့်Diplodocus လိုမျိုးကြီးမားတဲ့ဒိုင်နိုဆောကြီးတွေဒီဖြစ်စဉ်အတွင်းမှာသိဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။ပောက်ကွဲမှုတန်းနဲ့မီးလောင်တန်းကိုမခံရတဲ့သူတွေကလည်းဆူနာမီလိုင်းလုံးကြီးတွေရဲ့တည်ဆောက်ခြင်းကိုခံရမှာပါ။ဒီလိုကြီးမားလာတဲ့ပောက်ကွဲမှုကသေးငယ်တဲ့ကြောက်ပိုင်းစားတွေနဲ့အခြားသောအစိတ်ပိုင်းတွေကိုကမ္ဘာလေထုထဲလွှင့်ဆက်သွားပြီးတော့ရှင်နေ့ဘူမိဗေဒပညာရှင်တွေကအပိုင်းစားတွေကိုကမ္ဘာတဝန်းလုံးမှာရှောက်ဖွေတွေ့ရှိခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့အပိုင်းစားတွေကလေထုထဲကိုလစ်ဆက်သားပြီးနောက်မိနစ်40ခန့်အကြာမှာကမ္ဘာရဲရက်ကမျက်နှာပြင်တွေစီကိုပြန်လည်ကျဆင်းလာလို့ပဲဖြစ်ပါတယ်။အဆိုပါအပိုင်းစားတွေကအလွန်ပူပြင်းတဲ့ဖန်အပိုင်းစားလေးတွေနဲ့တူပါတယ်။၎င်းတို့ရဲ့အရွှေစွမ်းအင်က TNT ပေါက်ကွဲမှုစွမ်းအင်တန်း20မီဂါတန်နဲ့ညီမျှပြီးတော့ပြုတ်ကျလာတဲ့သူတွေအားလုံးကအလင်းရောင်ဖြာထွက်နေတဲ့အလင်းတန်းတွေအဖြစ်နဲ့ပြောင်းလဲသွားကြပါတယ်။
သူတို့အားလုံးပေါင်းလိုက်တဲ့အခါမှာတော့လေတူးကိုလှလင်းမြန်မြန်ပူနွေးလာစေပြီးကျမတို့ကဘာကျူကြီးကတကယ်ကိုငရဲပုံကြီးအဖြစ်နဲ့ပြောင်းလဲသွားပါတယ်။ဒိုင်နိုဆောတွေသက်ရှိသတ္တဝါတွေကဆူနာမီဒါမှမဟုတ်မြင်းကလေးလေးကိုရှောက်ရှားနိုင်ခဲ့မယ်ဆိုရင်တော့ပြင်းထန်လာတဲ့အပူဒဏ်ကြောင့်သူတို့ကနိုင်အနေငယ်တွေမှာတေဆုံးသွားမှာပဲဖြစ်ပါတယ်။အရှင်ရတက်တော်တွေနဲ့ဖုံးလန်းထားတဲ့ကဘာကျူကချက်ချင်းဆိုသလိုမိလောင်ပြင်းနေဖြစ်သွားခဲ့ပါတယ်။ဒီဖြစ်စဉ်ကြီးအတွင်းမှာအလေးချိန်25ကီလိုဂရမ်ဒါမှမဟုတ်55ပေါင်ကျော်ရှိတဲ့နိုးတိုက်သတ္တဝါတွေအပါအဝင်သက်ရှိသတ္တဝါပေါင်း85ရာခိုင်နှုန်းခန့်တိကျပျက်စီးခဲ့ရပါတယ်။ဒါရဲ့အကျိုးဆက်အနေနဲ့ကတော့အက်ဆစ်မိုတွေရှာသွင်းပြီးတော့အပင်မျိုးစိတ်တစ်ဝက်လောက်ကနိုင်အနေငယ်တွေမှာပဲတေဆုံးသွားပြန်ပါတယ်။ပေါက်ကွဲမှုကြီးကနေထွက်ပေါ်လာတဲ့ဖုံဖုံတွေနဲ့မိခိုးတွေကလည်းပေါင်းဆက်သွားကြပြီးကဘာကိုဖုံးလွှမ်းထားကြတာကြောင့်ဒီကာလမှာကျမတို့ကဘာကြီးကတစ်နှစ်ကြာတဲ့အထိကိုနေအောင်ကြီးမရှိခဲ့ပါဘူး။ဒီရာကရာသီဥတုတံကိုအကြီးအကျယ်ထိခိုက်စေခဲ့ပြီးတော့တောက်ခဲရှင်းတန်နိုင်ခဲ့တဲ့အပင်အချို့ကလည်းနောက်ဆုံးမှတေဆုံးသွားခဲ့ရပါတယ်။ဒီလိုပါပဲခက်ခဲစွာအသက်ရှင်ကျင်းနိုင်တဲ့ကြီးမားလာတဲ့အရွက်စားသတ္တဝါကြီးတွေအဲဒီနောက်မှာတော့အသားစားသတ္တဝါတွေလည်းထက်ဆင့်သေဆုံးကြပြန်ပါတယ်။ရေကင်ဟာစနစ်တွေကလည်းပျက်စီးသွားပေမဲ့အလုံးစုံပျက်စီးသွားမျိုးတော့မဟုတ်ပါဘူး။ဥပမာလိတ်တွေနဲ့မိချောင်းတွေကကောင်းကောင်းရှင်သန်နိုင်ခဲ့ပါတယ်။တချို့သောသူတွေတွေကတော့အဲ့ဒီချိန်တုန်းကကဘာကျိုးကလားလိုပဲလူသူကင်းမဲ့ပြီးတော့ဘာမှမဖြစ်ထွန်းတဲ့ကျိုးပုံစံဖြစ်သွားတယ်လို့လည်းဆိုပါတယ်။ဒီလိုအခြေအနေမျိုးမှာရှင်သန်မှုဆိုတာကတော့မဖြစ်နိုင်တဲ့လောက်ရှိပေမဲ့လည်းကျမတို့ကကဘာပေါ်ကသက်ရှိတွေကဘယ်တော့မှရှက်တက်မသွားခဲ့ပါဘူး။ကျမပြောခဲ့သလိုပဲသူတို့ကြီးတွေအားလုံးတည်ဆုံသွားပြီးနောက်မှာရှင်သန်ကြိတ်ခဲ့တဲ့သူတွေကတဖြည်းဖြည်းနဲ့အုပ်စိုးနေချလာပါတယ်။ Foramini Ferraria ဆိုတော့ပထမဆုံးပြန်လဲရှင်သန်နိုင်ခဲ့တဲ့သူတွေဖြစ်ပြီးတော့ဒီကပ်ဘေးကြီးအပိနှစ်အနေငယ်အတွင်းမှာဖြစ်ပေါ်လာခဲ့တဲ့ cell တစ်ခုတည်းရှိတဲ့သက်ရှိတွေပဲဖြစ်ပါတယ်။အဲဒီနောက်မှာဆိုရင်တော့ fan အပင်တွေရှင်သန်ပွားရောက်ပြီးတော့နှစ်ပေါင်း2000အတွင်းမှာ fan အပင်တွေကကမ္ဘာနေရာတိုင်းဒီပါကိုအုပ်စိုးနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းနိုးတိုက်သတ္တဝါကြီးတွေကတော့မတူညီတဲ့အခြေအနေကိုရှင်ဆိုင်နေရတော့မှာပဲ။အစာလုံးလောက်မရှိတာကြောင့်အလေးချိန်6ဂရမ်ဒါမှမဟုတ်1.3ပေါင်ထက်မပိုတဲ့ trace ဆန်လေးတွေပဲဖန်ပင်တွေကြားမှာကျလည်နိုင်ခဲ့ပါတယ်။အဲ့ဒီချိန်တုန်းကကဘာကြီးမှာပန်းပင်အနေငယ်နဲ့အာဟာရရှိတဲ့အပင်အချို့ပဲရှိပါသေးတယ်။ဒါပေမဲ့လည်းနှစ်သိန်းကြာပြီးတဲ့နောက်မှာတော့နိုးတိုက်သတ္တဝါတွေကရကုန်းပေါ် trace ဆန်အရွယ်အစားဖြစ်ကိုပြက်လျောက်ရှိလာပြီးလည်းဖြစ်ပါတယ်။ဖန်ပင်တွေနေရာမှာအုံးပင်တွေအစားထိုးပြီးနေရာယူလာကြပြီးအစားအစာတွေကလည်းပုံများလာပြီးကဘာကြီးကတဖြည်းဖြည်းနဲ့ပုံမှန်ပြန်ဖြစ်လာပြီးလည်းဖြစ်ပါတယ်။နောက်နှစ်ပေါင်း2သိန်းကြာမှကတော့ blanket ကိုဆုံးသွားပြီးတော့ pecan ခစ်ကိုပြန်လည်ရောက်ရှိလာပြီးလည်းဖြစ်ပါတယ်။အဲဒီခေတ်မှာကတော့အစာအာဟာရပြည့်ဝတဲ့အစားအစာတွေအများကြီးပိုရှိလာပြီးတော့နိုးတိုက်သတ္တဝါတွေရဲ့မျိုးစိတ်ကွဲပြားမှုကလည်း3ဆခန့်ကိုမြင့်တက်လာပြီးလည်းဖြစ်ပါတယ်။အကြီးမားဆုံးသတ္တဝါတွေက25ကီလိုဂရမ်ဒါမှမဟုတ်55ပေါင်ထိကိုရောက်ရှိလာခဲ့ပါတယ်။ဒါအတော်ကြီးများတဲ့ဖြန့်ဒါမှမဟုတ်ကစဲစိတ်ရဲ့အလေးချိန်ပဲဖြစ်ပါတယ်။ဒါကြောင့်နိုးတိုက်သတ္တဝါတွေကအပင်တွေနဲ့အတူဆင့်ကဲပြောင်းလဲလာဖို့ရပါတယ်။နောက်ဆုံးနှစ်ပေါင်း9သိန်းလောက်ကြာပြီးတဲ့အခါမှာတော့ကဘာပေါ်မှာပဲတွေရောက်ရှိလာနေပါပြီ။ဒါကအရန်ရှိကြည့်ပါတယ်။ဘာကြောင့်လဲဆိုတော့ပဲတွေကရှေးခေတ်နိုးတိုက်သတ္တဝါတွေအတွက်ပရိုတိန်းဘားတွေအဖြစ်နဲ့လှုပ်ဆောင်ပေးခဲ့တာကြောင့်၎င်းတို့ကဒရိတ်ဆန်ရဲ့အရွယ်စားကိုပုံမကြီးထွားစေပြီးတော့သက်ရှိမျိုးစိတ်ကွဲပြားမှုတွေကိုလည်းတိုးပွားလာစေခဲ့ပါတယ်။ဒီအစစ်မှာအများဆုံးအလေးချိန်က50ကီလိုဂရမ်ဒါမှမဟုတ်100ပေါင်ကျော်ရှိနေကြပါပြီ။ရှင်နေခေအမဲလိုက်စက်သက်ကြီးတွေရဲ့အလေးချိန်လောက်ပါပဲနော်။ဒါကြောင့်ရှေးကနိုးတိုက်သတ္တဝါတွေကဖန်အပင်တွေကြားထဲမှာနေထိုင်ခဲ့ကြပြီးတော့၎င်းတို့ရဲ့ဘိုးဘေးတွေထက်ကိုအစတရားပိုလေကြပါတယ်။အဲဒီနောက်နှစ်တန်းအောင်အချိန်ကာလကိုကုန်လွန်ခဲ့ပါတယ်။ဒီချိန်ကာလကလူသားဒါမှမဟုတ်အခြားသတ္တဝါတွေအတွက်အလွန်ကိုရှည်လျားတဲ့ချိန်ကာလဖြစ်ပေမဲ့လည်းစင်ကဲဖြစ်စဉ်ပေါ်ပေါက်လာဖို့အတွက်ကတော့အတော်လေးကိုတူတောင်းတဲ့အချိန်ကာလပဲဖြစ်ပါတယ်။သမုဒ္ဒရာတွေရဲ့ပြည်လဲကောင်းမွန်လာမှုနှုန်းကတော့အလွန်နှေးကွေးခဲ့ပြီး organic ပစ္စည်းတွေရဲ့လက်ပတ်စီးဆင်းမှုပုံမှန်ပြန်ဖြစ်ဖို့အတွက်နှစ်ပေါင်း3တန်းခန့်ကြာတယ်လို့သိပ္ပံပညာရှင်တွေကခန့်မှန်းထားပါတယ်။ဖြစ်ပေါ်လာတဲ့မျိုးစိတ်တွေဟာလက်လက်နေတဲ့ gas နဲ့နယ်ပယ်တွေကိုသိမ်းပိုက်ခဲ့ပြီးတော့ကဘာကြီးကအရှင်လိုပြန်ပြီးတော့အသက်ဝင်လာခဲ့ပါတယ်။ကြောက်ဖြစ်ရကျင်းပေးတာပညာရှင်တွေကတော့ငှက်တွေကိုကပ်ဘေးကြီးကနေအသက်ရှင်ကျင်းနိုင်ခဲ့တဲ့ရှေးအောင်သတ္တဝါတွေကတစ်ခုဖြစ်တယ်လို့ယူဆကြပါတယ်။ပြီးတော့ဒိုင်နိုဆောမျိုးစိတ်အနေငယ်လည်းရှင်သန်နိုင်ခဲ့ကြပြီးတော့၎င်းတို့ရဲ့ရေငုံနိုင်စွမ်းနဲ့ရွှွန့်တော်နေတဲ့ရေထဲမှာခုံနာဖို့နေရာရှာနိုင်စွမ်းကတော့သူတို့ကိုကူညီခဲ့တာလည်းဖြစ်ပါတယ်။ကျမတို့သိထားတဲ့ငှက်မျိုးစိတ်အတော်များများကမြေကြီးပေါ်မှာတိုက်ဆောင်နိုင်ကြပါတယ်။ဒီဟာကပဲ၎င်းတို့ရဲ့ဘိုးဘေးတွေကိုသူတို့ရဲ့ပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့ကြောက်မက်ဖွယ်ရာအခြေအနေကိုကင်တွယ်ဖြေရှင်းနိုင်အောင်လို့ကူညီပေးခဲ့တာလည်းဖြစ်ပါတယ်။ဒီလိုနဲ့ပဲကဘာပေါ်ကသက်ရှိတွေကလည်းပုံမှန်အဖြစ်ကိုပြန်လည်ရောက်ရှိကြပြီးတော့အချိန်ကြာလာတဲ့အမျှလူသဘာဝတရားရဲ့စင်ကဲဖြစ်စဉ်ကနေလူသားတွေရဲ့အသွင်ပြင်ကိုဖြစ်ပေါ်စေခဲ့တာပါတကယ်လို့ဂျိုသိန်ကြီးကသာကဘာကျိုးကိုမတိုက်မိခဲ့ဘူးဆိုရင်ဒီလိုမျိုးပေါ်လာမှာတော့မဟုတ်ပါဘူးနော်ဒါ
ဒါကြောင့်အရာကလူသားတွေရဲ့စင်ကဲဖြစ်စဉ်ပေါ်လာဖို့အတွက်အထူးကတွန်းအားတစ်ခုလို့ပြောလို့ရပါတယ်။ဒီလိုကပ်ဘေးကြီးနောက်တစ်ကြိမ်ထပ်ဖြစ်ခဲ့မယ်ဆိုရင်ရောတေချာရာကတော့လူသားအများစုကအဆိုပါတက်ခတ်မှုအသစ်ကိုတောင်းခံရှင်းသန်နိုင်ဆွဲရှိမှာမဟုတ်ပေမဲ့ကျမတို့ကဘာကတော့တေချာပေါက်ပြန်လဲကောင်းမွန်လာမှာပါပြီးတော့စင်ကဲဖြစ်စဉ်တွေအရဘဝတွေကလည်းဆက်လက်ဖြစ်ပေါ်နေအောင်မှာပါပဲနော်ပရိသတ်တို့ရောဘယ်လိုမျိုးရှုစားပါသလဲရှင်ထင်မြင်ယူဆချက်လေးကိုလည်းကွန်မန့်လေးမှာရှင်းပေးခဲ့ပါဦးနော်